ကဲမင်းတို့လေးဆက်အောင်မင်းတို့လေးဖြေနိုင်အောင်ဇာတို့ကြည့်စာလေးရင်ပြန်ကြည့်မယ်စာမျက်နှာ133 fiber optical fiber ဟိုတော့စာဟာ optical fiber လို့ရေးနော်တူတူပါပဲ optical အလင်းနဲ့ဆိုင်သောနမ်းမြင့်ကျူ fiber optic စာလေးဖတ်ကြည့်အောင် the fiber optic work on the principle of total internal reflection အဲ့ဒါကောလက်ဖြည့်မင်းအဲ့ဒါမေးပါလေသားသမီးကဲပြန်ဖတ်ပါဦး the fiber optic work on the principle of total internal reflection နောက်တစ်ခါကျန်တဲ့အချက်တွေလည်းဖတ်အရေးကြီးတဲ့အချက်တွေပဲဆရာဖတ်သွားမယ် fiber optic မှာဘာတွေပါလဲဆရာ variant number များစွာပါတယ် glass fiber ဖန်နဲ့လုပ်ထားတဲ့နမ်းမြင့်ကြိုးတွေများစွာပါတယ် few up to 100 အနည်းတွေကနေရာကျော်ထိပါတယ်ဗောနော်ရာပေါင်းများစွာထိပါတယ် an optical fiber is composed of ပါဝင်တဲ့ two concentrated layer ဗဟိုတူစဝိုင်းပုံစံ layer နှစ်ခုပါဝင်မယ်တစ်ကပါလဲဆရာ6အလဲမှာ6ရှိမယ်အလဲဆုံးမှာ6မှာ clarity နဲ့ပြန်ပြီးအုပ်ထားတယ်ဟုတ်ပြီနော်ပြီးမှ plastic buffer နောက်ဆုံးမှာပါလဲနောက်ဆုံးဟာလေးကပါလဲနောက်ဆုံးဟာ outer jacket ဟုတ်တယ် outer jacket ပြန်ပြောအလဲဆုံးမှာ6မှာပါနဲ့ကလဲ cladding မှာပါလဲ plastic buffer သူ့ကိုဘာလို့လဲခေါ်တယ် sheet ဟုတ်တယ်အဲ့ sheet မှာအပေါ်ဆုံးဟာပါလဲ outer jacket ဟုတ်ပြီနော်အဲ့ဒါလေးပြန်ဖတ်အဲ့ဒါဖြေလို့ရမှာဟိုဘက်လန်114အလဲဆုံးမှာအဲ့တော့ကိုပို့လိုက်တဲ့ signal တွေတွေ့လားဆိုတော့ internet signal တွေအဲ့ပို့လိုက်တဲ့ဟာဒီစား internet signal များရုပ်တွေပဲပို့လိုက်ဆိုတော့အတန်တွေပဲပို့လိုက်ဘယ်ကနေဖြတ်သွားမှာလဲဟုတ်တယ်ကိုပဲဖြတ်သွားမှာကိုကနေဖြတ်သွားမှာနော်ကိုဘာနဲ့ကားလဲ glass cladding ကိုတို့ cladding တို့ဆိုတော့ glass နဲ့လုပ်လို့ရှိတယ်ပြီးတော့မှ plastic buffer ပြီးတော့မှအပေါ်ကပါလဲ outer jacket နော်အထဲမှာလုံးတာ total internal reflection စာမျက်နှာ114ရပုံဖြစ်ပါသည်နောက်ထပ်မေးနိုင်တဲ့အားလေးရှိတယ် The core and cladding have different refractive indices မတူကြပါနဲ့ different refractive indices မြင်ကြောင်းတာဘယ်သူကပို့ပြီးတော့ဆရာနည်းနည်းလေးပို့များမလဲလို့ပြောကိုက refractive index နည်းနည်းလေးပို့များမယ် and များမယ် refractive index များသူကနည်းနည်းလေးနည်းမယ် and နည်း refractive index နည်းအဲ့တော့မှ total internal reflection ဖြစ်မှာလေသူကနေသူအသွားမှာ total internal reflection ဖြစ်ပြီးနောက်တော့မသွားဘဲနဲ့ပြန်လှည့်သွားမှာဘာလို့လဲဆရာရိုက်လိုက်တဲ့ down ဒီ critical ငယ်ပိုကြီးသွားတဲ့အချိန်မှာနော်အဲ့ဒါလေးသိထားရမယ်ဖြတ်သွားတဲ့လင်းတွေအားလုံးဒီဆရာဘယ်သူ့ကိုဖြတ်သွားလဲလို့ပြောရင် clad 6ကနေပဲဖြတ်သွားရမယ်6ကာရမှာ cladding ကိုထပ်ကာရမှာ plastic buffer or sheet နောက်ဆုံးကပါလဲ outer jacket rubber တို့နော်တရေသားတွေနဲ့ပြုလုပ်လို့ရှိတယ် outer jacket ရမလားဟိုအဲ့ဆိုဆရာစာလေးပြန်ကြည့်ပြီးကမှအဖြေပြန်ဖြေတဲ့စနစ်ဆရာပြန်လုပ်ပြတွေ့လားနှစ်ခုပြန်ကျင့်သုံးပြမယ်နော်ဆရာပြောပြမယ်ကဲမိကုန်းလေးပြန်သွားမယ်သားတို့မျိုးကြည့်ပါကဲကိုကစာလေးပြန်ကြက်ပြီးကမှအဖြေဆိုလွယ်သွားပြီနံပါတ်6ဖတ် The fiber optic work on the principle of blank သားသမီးဖြေလိုက်တော့တခါရယ်ဟုတ်တယ် total internal reflection စလုံးပေါင်းမယ် TOTL total INTERNAL internal REFLECTION reflection total internal reflection အဖြေပါထည့်ပြန်ဖြေလိုက်ပါ The fiber optic work on the principle of total internal reflection ရမယ်နော်ကဲနောက်တစ်ခုသွားမယ်စာပြန်ကြည့်ပြီးကမှပြန်ဖြေပါမယ်chapter 8ကလေးသွားမယ် angular position နဲ့ပတ်သက်တဲ့ဟာလေး124လှန်ထားပါသားလို့သမီးတို့123ကစာလေးလည်းပြန်သွားမယ်ဆိုတော့နော်ကြည့်123ပါလဲအဲ့မှာဘာကြည့်ရမလဲဆရာ Huygens principle ချက်ဘယ်နှချက်လဲ2ချက်ပြောစရာဖတ်ကြည့်ပါဦးစာမျက်နှာ1နဲ့3မှာ every point on a wavefront may be considered as a source of secondary wavelet ဒုတိယချက် the new position of wavefront is the envelope of the wavelet ဒါပဲဟုတ်ပြီနော်နောက်တစ်ခါပြန်ပြောပါဦး Huygens principle every point on a wavefront may be considered as a source of secondary wavelet the new position of wavefront is the envelope of the wavelet ဒါပဲအဲ့ဒါလေးပြန်ကြည့်တာပါဆရာဟိုဘာသာပြန်ပြတာတို့စာပြန်သင်တာတို့က theory မှာသင်ခဲ့ပြီးသားဖြစ်ခြင်းအောင်ဆရာအများကြီးမပြောတာဆရာခွန့်လွတ်ပါသားလို့ပြောနော်အများကြီးပြောလို့ရှိရင်ဆရာပြီးမှမဟုတ်တော့ဘူးအဲ့မှာစက်ကြည့်တာပုံလေးဆွဲကျင်ထားရမယ်ဒါဆိုဆရာကပြောပါလေ
circular wavefront ဒါဆိုရင် plane wavefront wavefront မှာ2မျိုးရှိ circular wavefront နဲ့ plane wavefront နဲ့ဟုတ်တယ်အဲဒီ circular wavefront များသည်ထွက်လာတဲ့ source ကနေဝေးသွားရင် plane wavefront ဖြင့်ပြောင်းလဲသွားတယ်စာမျက်နှာကြည့်124ပဲလမ်းမှာ124 wavefront စာသားလေးဖတ်ကြည့်တာပါ A wavefront is defined as a surface တွေမေးနိုင်တယ် associated with a propagating wave which is a locus of all point in the way that have the same phase ဖြစ်နေရမယ် wavefront နေမှာ same phase ဖြစ်နေရမယ်အဲ့ပါဖြစ်နေတဲ့ surface ကိုဆရာတို့က wavefront လို့ခေါ်တာပါနော် same phase ဖြစ်ရမယ်စကြည့်တာပါအဲ့ wavefront များသည် is always perpendicular to the direction of propagation of ray အဲ့လှိုင်းပြန့်တဲ့လမ်းကြောင်းနဲ့ wavefront တို့သည်တောင်းမှန်ကျနေရမယ်ပြန်ဖတ်ပါအောင် wavefront is always perpendicular to the direction of propagation of rays there are two types of wavefront plane wavefront and spherical wavefront ပြန်ပြောစရာပြန်ဖတ် there are two types of wavefront plane wavefront and spherical wavefront the spherical wavefront from a source transform into plane wavefront when it is far away from the source ကနေဝေးသွားရင် spherical wavefront များသည် plane wavefront ဖြင့်ပြောင်းလဲသွားတယ်ဒါပဲများလေးပြန်ဖတ်ထားပါနောက်ကလာပြီ phase or phase angle ဒုတိယအချက်လေးလာပြီပထမအချက်နဲ့မေးလိုက်ရအောင်တူတူပဲနော် the angular position of a point of a periodic wave is known as the phase angle the angular position of a point of a periodic wave is known as ဘလန့်ဆိုရင်ဘာထည့်မလဲ phase angle တကယ်လို့ရှေ့ဟာရုပ်မေးသွားမယ် the balance of a point of a periodic wave is known as the phase angle အဲဒါငါသားရေးဘာထည့်မလဲဟုတ်တယ် angular position ဒါပဲဟုတ်ပြီနော် angular position အဲ့တော့တည်လိုက်တာလေးဆရာအများကြီးပြောရတယ်ဘာမေးလဲမေးခွန်းလေးမှာသွားကြည့်ပါမယ်မေးခွန်းစာရေးပြန်ကြည့်ပါငါတို့တွေလွယ်သွားပါပြီနံပါတ်ဘယ်လောက်လဲ9 the angular position of a point of a periodic wave is the balance ထဲပါတခါလေပြောစရာပါလဲဟုတ်တယ် phase angle စလုံးပေါင်း PHASE phase ANGLE angle phase angle နော်အဖြေလေးပြန်ဖတ်ပါဦး the angular position of a point of a periodic wave is the phase angle နောက်ကကပက်ရှာအောင်မေးရပါပြီခင်ဗျာကပက်ရှာအောင်မေးရပြီထို့ကြောင့်ကပက်ရှာလေးစသွားပြန်ကြည့်မယ်ပြီးမှပြန်ဖြေပါမယ်စာမျက်နှာ139တားလို့ပြီးလို့ကြည့်ပါကပက်ရှာ5မျိုးလေးပြန်ဆိုကြည့်အောင်ဆရာတို့တွေတားရသမီးအကုန်ရပါမှတ်မိပါရဲ့နော်ပြောစရာပါလဲ filling capacitor ceramic capacitor electrolytic capacitor variable capacitor super capacitor or ultra capacitor နောက်တစ်ခါတော့ပြန်ဆိုကြည့်ပါဦး filling capacitor ceramic capacitor electrolytic capacitor variable capacitor or ဟုတ်ပြီနော်အပေါင်းတို့ကိုသတ်မှတ်ချက်မရှိဘူးကြိုက်တာနဲ့ဆက်နိုင်တယ်အတိအကျမသတ်မှတ်တာဘူးမရှိလို့ပဲဆရာမှတ်လိုက်တာဗောနော်ကြိုက်တာနဲ့ဆက်အဲ့ဆိုကျန်တဲ့ capacitor 3မျိုးပြောအပေါင်းတို့ အဲ့ဆို polaric capacitor ဘာတွေဖြစ်မလဲဟုတ်တယ် electrolytic capacitor ရဲ့ variable capacitor ရဲ့ super capacitor ရဲ့ဟုတ်ပြီနော်အဲ့မှာတို့ရဲ့အသုံးဝင်ပုံလေးဆရာတို့ပြောရမယ်ဘယ်လောက်ရှိနိုင်တယ်ဆိုတဲ့ဟာလေး variable capacitor ဒီကျွန်းနေ circuit ရှေ့မှာသုံးတယ်ကျွန်းနေ circuit ရှေ့မှာသုံး variable capacitor ကျွန်းနေ circuit နော်နောက်တစ်ခါတို့မှာဘာတွေမေးနိုင်သေးလဲဆရာ dielectric medium သုံးတာမေးနိုင်တယ် filling capacitor မှာ plastic filling ကို dielectric ဖြစ်သုံးတယ်နောက်က ceramic capacitor မှာ dielectric material ဖြစ် ceramic ကိုသုံးတယ် electrolytic capacitor မှာ outside layer ကိုသုံးတယ် variable capacitor မှာ air ကိုသုံးတယ် super capacitor မှာ ultra capacitor မှာမပါဘူးဒါပေမဲ့ဆရာသင်ပေးထားပါတယ် activated carbon ဟုတ်ပြီနော် filling capacitor ရဲ့ voltage up to 1500 volt ceramic capacitor ရတော့ဘယ်လောက်ထိသွားနိုင်လဲ ceramic capacitor များကြတော့2 kV ကနေ100 kV ထိသွားနိုင်တယ်နောက်က electrolytic capacitor တွေကြတော့ up to 500 volt ဒါပဲဟုတ်ပြီနော်သူ့မှာပါလဲဆရာ wide tolerance capacity ရှိတယ် electrolytic capacitor များသည် wide tolerance capacity ပေါ့ဒါလို့ပြီနော်အဲ့ဒါလေးမှတ်ထားပါကဲပြန်သွားမယ်မေးခွန်းလေးပြန်ကြည့်ပါelectrolytic capacitor of a wide blank capacity တခါလေးဖြေလိုက်တော့ tolerance capacity tolerance ထည့်လိုက်နော်ဒါလို့ပြီး tolerance
စလုံးပေါင်းမှာ TOLERANC tolerance ပြန်ပေါင်းလိုက်ပါဦး TOLERANC tolerance နော်ရမယ်နော်